အနာတရားချင်းထိတ်တိုက်တွေ့ပေမဲ့ဘယ်သူကပုံနာခြင်းရမလဲသို့မဟုတ်လက်ပါဘူးနဲ့ရှက်စီပွဲကြိုသုံးသက်ချက်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုစားအေရှက်စီလိုက် YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမပြပြသွားမယ့်အကြောင်းအရာလေးကတော့စနေနေ့ညမြန်မာစံတော်ချိန်6နာရီ F1 ကွင်းကြီးထဲမှာ Premier League ပွဲစဉ်36အဖြစ်ရှင်ပြိုင်ကစားသွားကြတော့မဲ့လက်ပါဘူးအသင်းနဲ့ရှက်စီအသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်ကြည့်တော့စလိုက်ကြရအောင်ဗျာလက်ရှိမှာဒီအသင်းကြီးနှစ်သင်းစလုံးဟာလှိုင်းလေထန်တဲ့ပင်လယ်ပြင်ထဲမှာလှေလော်နေရသလိုရှေးစွမ်းပိုင်းကအတက်အကျအလွန်ကြမ်းတမ်းနေတာကိုတွေ့ရပါတယ်။လက်ပါဘူးရောရှက်စီးပါတီယာဒီမှာသူတို့ဖြစ်တဲ့နေရာထက်အများကြီးလျော်နေနေတာပါ။ဒါပေမဲ့အဲ့ဒီထဲမှာကျမတို့ရဲ့ရှက်စီးတဲ့ရှင်တွေကတော့မီလောင်ရလေပစ်ဆိုသလိုပဲပို့ပြီးတော့ဆိုးရနေတာပါ။ပရီးမီးယားလိမှာရှောက်ပွဲစတိုက်ရှုံးနိုင်ထားတဲ့မှတ်တမ်းဆိုးကြီးကတင်းသားတွေရဲ့စိတ်ဓာတ်ကိုရိုက်ရှိုးထားသလိုဖြစ်နေပါတယ်။ရှက်စီးတဲ့ဟာနီးပြပြောင်းလဲတွေကြားမှာယာယီနီးပြမက်ဖာလိန်လက်ထက် FA ခက်ဆီမီဖိုင်နယ်မှာလေအသင်းကိုအနိုင်ရခဲ့တဲ့ပွဲတစ်ပွဲကလွန်ရင်ဇန်နဲ့ရလက်တွေကရရကြားကျင်စရာပွဲစဉ်တွေကြီးပါပဲဒါအပြင်အဆိုးဆုံးကတော့တိုက်စစ်ပိုင်းပါပဲရေတောင်မြစ်ကခန်းလျှောက်နေတော့အသေးဖွင့်ကမဝေးနိုင်ဆိုသလိုပြီးခဲ့တဲ့ရှောက်ပွဲမှာသွင်းကိုတကိုးတဲ့ရရှိထားတဲ့တိုက်စစ်ကတကယ်ကိုရုန်းကန်နေရပါတယ်အစိမ်ပါပဲတစ်တော်တဲ့ကိုဝင်ရသလိုပါပဲအကူရမယ်တောင်မန်လူတွေဖြစ်တဲ့ဂါနာရှိုနာဒိုအက်စတီဗာအိုနဲ့ကီတန်တို့ကဒဏ်ရာကြောင့်ဒီပွဲကိုလက်လျှောက်မှဖြစ်သလိုငကိုတဲ့ကကိုရဖို့ရုန်းကန်နေရပါတယ်ဆိုကမှတိုက်စစ်ရဲ့တောင်ပန်တွေကျိုးနေတဲ့အချိန်တွေကပြည်သက်တယောက်အနေနဲ့တကယ်ကိုစိတ်ပြတ်ဖို့ကောင်းလွန်းလာပါတယ်တစ်ဖက်ကအင်ရှင်လဘာဘူးဘက်ကိုပြန်ကြည့်ရင်ဒဏ်ရာပြဿနာတွေရှိနေတာချင်းတူပေမဲ့သူတို့ကတော့အမုံတိုင်းကြားကတစ်ပင်ကြီးလိုပဲခိုင်ခန့်နေစေလို့ပြောရမှာပါလဘာဘူးဟာရာသီကုန်ချန်ပီယံလိဝင်ခွင့်ကလက်တကန်းกว่าရောက်ရှိနေတာဖြစ်ပြီးဒီပွဲဟာသူတို့အတွက်ပန်းနိုင်ကိုတေချာပေါက်အရောက်လှမ်းမဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်အင်ကွင်း FFP အားပြည်သက်တွေရဲ့ဟိန်းဟောက်တန်တွေနဲ့ရှယ်စီကိုတေချာပေါက်ဒုက္ခပေးလာမှာကတော့တေချာပါပဲဒါကြောင့်အရှုပ်ဟာဖြစ်ပြောရရင်မနေ့ပြန်စနေနေ့ည6နာရီမှာအပြေထွက်လာတော့မဲ့ဒီပွဲစဉ်မှာရှင်သစ်တကောင်ဟာဒဏ်ရာရလေပိုချမ်းလေဆိုတဲ့စကားပုံအတိုင်းရှယ်စီတို့အန်အားသစ်စရာတွေလုတ်ပြတ်သွားမလားဒါမှမဟုတ်အင်ရှင်လဘာဘူးကပဲဒါစီးရသွားမလားဆိုတာစိတ်လှုပ်ရှားစရာတစ်ခုဖြစ်ရှိလို့နေပေမဲ့ကျမတို့ရှယ်စီပြည်သက်တွေအနေနဲ့ကတော့လက်ရှိရှင်နေရနိုင်ပွဲကိုမျှော်လင့်ရတာထက်ကိုပြမရှုံးဖို့ကိုပဲစူတောင်းနေရမယ့်အရှင်နေမျိုးပါဘောလုံးဆိုတာကလုံးဝိုင်းနေသေးတော့ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုပေမဲ့လက်ရှိလက်တွေ့ဘဝကတော့အတော်လေးကိုခါသိနေပါကြောင်းပြောဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်ပြရညီကိုတို့တွေအနေနဲ့ကရောစနေနေ့ညမှာလက်ပါဘူးနဲ့ရှယ်စီတို့ပွဲတွေဘယ်လိုခန့်မှန်းထားကြလဲဗျလက်ပါဘူးကပဲအင်ဂရစ်မှာတောင်ပန်ကစားသမားမရှိတဲ့ရှယ်စီကိုအနိုင်ယူသွားမလားဒါမှမဟုတ်ရှယ်စီကပဲမထင်မှတ်ထားတွေလုပ်ပြပြီးရှောက်ပွဲဆက်အရှုံးကိုအဆုံးသတ်ပြတ်သွားမလားဆိုတာကတော့ကိုယ့်ရဲ့အထင်မြင်ယူဆချက်လေးတွေကိုအောက်ကကွန်မန့်ဘောက်ထဲမှာဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုစားရဲ့ရှယ်စီလိုက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ရှယ်စီသတင်းနဲ့ပွဲပြီးသုံးသက်ချက်လေးတွေကိုတင်ဆက်ပေးတော့မှာမလို့ YouTube Channel နဲ့ Facebook Page လေးတွေကိုလည်း Like and Follow Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်